င့်ဆိုတာကိုယ်တိုင်လုပ်ယူရစီကန်းရှိပါကတ်ထားလို့မရဘူးအကျင့်တစ်ခုကိုဘယ်လောက်ကျင့်မှရ21ရက်အနည်းဆုံး2နဲ့ရှိကျင့်မှရ positive thinking ဆိုတာအကျင့်ပဲတွေးတဲ့ဘက်ကကောင်းတာပြောတယ်နော်ဆရာတော်ဘုရားကြီးမိန့်ခဲ့တဲ့အရာလေးတစ်ခုရှိတယ်ဟုတ်ပြီနော်မဟာဗောဓိမြိုင်ဆရာတော်ကြီးမိန့်ခဲ့တာမှတ်ထားကိုယ့်ရဲ့ယံသူကိုမိတ်ဆွေလို့မှတ်ယံသူဘာလို့မှတ်တကယ်တော့ယံသူတွေကြောင့်သာပြောင်းလဲတာပါဟုတ်လားမဟုတ်ဘူးလားယံသူတွေဒီကိုယ်အမုန်းခံပြီးတော့မကောင်းတာကိုထောက်ပြကိုယ့်ကိုတတိပေးတယ်တိတ်ကျေးဇူးတင်ဖို့ကောင်းတယ်ယံသူဆိုတာယံသူကိုမိတ်ဆွေလို့မှတ်နိုင်တဲ့နေ့အောင်မြင်ပြီအဲ့တော့ပြောင်းပြန်တွေ့မိတ်ဆွေတွေကိုအဲ့ဒါတတိထားမဟုတ်ကလုပ်ပြီးနေတာဘေးကမိတ်ဆွေတွေပဲဘီယာဆိုင်ရောက်ထားတဲ့ဘသူတွေကြောင့်လဲရန်သူကြောင့်ရောက်ထားတာမိတ်ဆွေကြောင့်ရောက်ထားတာဒါပဲနောက်မြောက်ပင်ပေးပြီးတော့ဒုက္ခပေးနေတာလည်းဘသူလဲရန်သူလားမိတ်ဆွေလားမိတ်ဆွေကကိုမြောက်ပင်ပေးပြီးတော့ဒါအဲ့ဒီမကောင်းတာကိုပဲဘယ်တော့မှမပြောဘူးမိတ်ပြန်မှာဆိုလို့လေရန်သူကတကယ်ကိုအားနဲ့ချက်ကိုထောက်ရန်သူကိုမိတ်ဆွေလို့မှတ်ဝဲရမောင်းမယ်ဒီနေ့ဒီအချိန်ခါဒီဂျေဇုဆိုင်အချိန်တက်မိဘတွေအတွက်ဆရာသမားတွေအတွက်ကိုယ့်ပေါ်မှာဂျေဇုရှိတဲ့သူတွေအတွက်ဂျေဇုဆိုင်အချိန်တက်